င်္ဂလာပါရှင်အခုရပိုင်းဗီဒီယိုလေးလည်းမတင်ဖြစ်ဘူးဆိုတာကျွန်တော်တခြားအလုပ်တစ်ဖက်နဲ့ဆိုအဲ့ဒါကိုလည်းခဏခဏပြောအားနာပါတယ်အဲ့ဒါနဲ့အဲ့ဒီအလုပ်ကလည်းအရန်ကိုအရန်အလုပ်ရှုပ်တဲ့ကာလဖြစ်သွားတာနဲ့မတင်ဖြစ်တာပါ sorry ပါရှင်စောင့်နေပြီးရတဲ့အားလုံးလည်းကျေးဇူးတင်ပါတယ်နောက်ပြီးတော့ကျွန်မဗီဒီယိုလေးကိုကြည့်ပြီးတော့စာမွေးအောင်သွားတယ်ဆိုပြီးတော့လာပြောကြတဲ့အကုန်လုံးလည်းကျေးဇူးတင်ပါတယ်အဲ့လိုလေးပြောပြီးတော့ဝမ်းလန်းဝမ်းသာပါတယ်နောက်ပြီးထပ်ပြီးတော့ဒါဗီဒီယိုမအားရကြတင်မယ်ဆိုတော့စိတ်လည်းဖြစ်ရတဲ့အတွက်ကြောင့်လာပြောပေးတဲ့အကူတွေအမတွေညီမတွေအမောင်လေးတွေအကုန်လုံးကျေးဇူးတင်ပါတယ်ရှင်နောက်ပြီးတော့ထပ်ပြီးတော့လည်းရှေ့လျှောက်လည်းအဆင်ပြေပါစေအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ဟုတ်ပါပဲတော့စကားရှည်သွားပါအောင်မယ်အဲ့တော့အရင်တစ်ခေါက်ကဒီထိပြီးသွားပြီဆိုတော့132စာမျက်နှာ132ပြီးသွားပြီနောက်ဒီအောက်ကစာတွေကြံနေပြီမဲ့ဒါတွေကကြောက်တိတ်ပြီးတော့အရေးမကြီးတဲ့အပိုင်းဆိုတော့လေဒီမှာကြော်ပလိုက်မယ်နော်ကြော်ပြတယ်ဆိုတာကလည်းဒါလည်းခဏခဏပြောပါတယ်ဘယ်လိုပြောမလဲအရေးမကြီးတဲ့အပိုင်းကြည့်လို့ရှိရင်ကြာလေအရန်ခေါင်းထဲမှာထည့်ရများသွားပြီးတော့တကယ်အရေးကြီးတဲ့ဟာတွေထည့်လို့မရမှလဲစိုးတာကြောင့်လည်းပါပါတယ်နော်အဲ့တော့စာမျက်နှာ135ပါစာမျက်နှာ135ကဒီနံပါတ်5ကနေစပါမယ်5ကကြောက်ပါလဲဆိုတော့ရှော့ရှင်းဝန်တန်ရှာခီခေါင်းဆေးတို့ဆိုပြီးတော့ပြောထားတယ်ဒါကကြတော့ဗာလဲကားမောင်းလိုင်စင်ရပြီးသွားလို့ရှိရင်ဒီရှော့ရှင်းရှာဆိုပြီးတော့ဒီကားမောင်းလိုင်စင်ရပြီးချင်းဘယ်လိုပြောမလဲ newbie လေးပေါ့နော်အစ်စ်ကလေးတွေကဘယ်အချိန်အထိကွာအစ်စ်အနေထားမှာဖြစ်နေမှာလဲပေါ့နော်အဲ့တော့ရှော့ရှင်းရှာခိခံဒါကဘယ်ချိန်ထိလဲဆိုတော့ဂျွန်းကျူကတာမန်ကျော်ရဖူမန်ကျော်အိုကတာနီလေးမန်ကျော်ဖူနီလေးမန်ကျော်ဂန်စကီမန်ကျော်နော်それぞれの免許を取得してから1年の間を初心運転者期間と言いますဆိုပြီးပြောထားတယ်သူတိတ်ပဲကတော့ဒီဂျွန်းကျူကတာပါမယ်နောက်ဖူမန်ကျော်ဆိုပုံမှန်ကားဟာကားလိုက်စင်နောက်တစ်ခုဒီအိုဂါတာကားလိုက်စင်နေအိုဂါတာကားလိုက်စင်ပါမယ်နောက်နီလေးမန်ကျော်ဖူမန်ကျော်ဂန်စကီဆိုတော့ဆိုင်ကယ်ဒါတွေရဲ့ဒီလိုက်စင်ကိုရပြီးတော့တစ်နှစ်အတွင်းပေါ့နော်တစ်နှစ်အတွင်းမှာဆိုလို့ရှိရင်တစ်နှစ်အတွင်းကိုnewbie ပေါ့နော်ကားမောင်းလိုက်စင်ရခြင်းအစ်စ်ဆိုပြီးတော့ပြောလို့ရတယ်ပေါ့နော်ဆိုတော့တစ်နှစ်ကာလဖြစ်ပါတယ်ဒီတနည်းကာလအတွင်းမှာဒီကားမောင်းလို့ရှိရင်လေရှော့ရှင်းရှာမခုတို့ပါတော့အဲ့လိုလေးရှိရလေအရင်တစ်ခါကလည်းတင်ပြီးသားလေဒီလိုမျိုးပုံစံနေနဲ့ဒီမှာပုံစံတိတ်မတော့အဲ့လိုပုံစံနေနဲ့ဟာလေရှိရအဲ့ဒါလေးကိုကားမှာကတ်လို့ရှင်ကတ်ချင်တဲ့လူလည်းကတ်ပေါ့နော်မကတ်ချင်တဲ့လူကတော့ဘာမှမဖြစ်ပါဘူးမကတ်လို့လည်းကတ်တဲ့လူကကြာဘာဖြစ်လို့လဲဆိုတော့ကိုကအတင်မှန်းတီးတော့တခြားကားတွေအနေနဲ့ဆိုလို့ရှင်လည်းကိုဘယ်လိုပြောမလဲကြည့်ပေးရပေါ့နော်ကြည့်ပေးရလို့ပဲပြောရမလားကိုဦးစားပေးရပေါ့နော်တခုဆိုလို့ရှင်ရိုင်းတော့မထွက်ပဲနဲ့တော်ကြကြကွာတွန်းဆုံးလုံးနေတခြားကားတွေကဒီကောင်ဘာလောက်တာအောင်တမင်တကာလောက်တာလားပါလားဆိုဒေါ်လာထွက်တာမျိုးရှိရလေကွာဟာလေးကတ်ထားကြမဖြစ်ဘူးပေါ့ဟုတ်ပါပြီအဲ့တော့136ကနံပါတ်2ကကြတော့ရှော့ရှင်း運転者講習と再試験ဒါကကြတော့နောက်ဒီကားမောင်းလိုင်စင်ရပြီးရဲ့နောက်လေ့ကျင့်ရမှာနဲ့နောက်ထပ်စာမွေးဖြေရမှာဟာပေါ့နော်နောက်ထပ်စာမွေးထပ်ဖြေရမယ်ဟာနောက်ထပ်ပြန်လေ့ကျင့်ရမယ်အရာသူကနည်းနည်းကြောက်ဖို့ကောင်းတဲ့ဟာနာရှိတော့ကြောက်ဖို့ကောင်းတဲ့ဟာတော့ဖြစ်သွားနိုင်မယ်ဒါဘာလို့လဲဆိုတော့ရှော့ရှင်း運転者期間内にコース違反などをしてそれぞれの免許について一定の基準に達した人には初心運転者講習が行われますဆိုပြီးပြောထားတယ်ဒါကဘာလိမ့်ပဲလဲဆိုလို့ရှိရင်ကိုကတနေ့ကားမောင်းလိုက်စင်ရပြီတနေ့အတွင်းပဲရှိသေးရဲ့အဲ့ချိန်မှာထားပါတော့ကိုကအမကြီးပဲနဲ့ပေါ့နော်ဗာလဲကိုစုဤဟန်ဆိုပြီးတော့ဒီကားမောင်းဘယ်လိုပြောမလဲချိုးဖောက် rule တွေကိုချိုးဖောက်မိတာတို့ကားမောင်းနဲ့စီမင်းစည်းကမ်းတွေချိုးဖောက်လမ်းစည်းကမ်းရင်စည်းကမ်းချိုးဖောက်မိတဲ့အခါကြလို့ရှိရင်ကိုကရှော့ရှင်း運転者講習ဆိုတာကိုပြန်ပြီးတော့ဖြေရတယ်ပေါ့နော်အဲ့ဒီこの講習は受講の通知を受けた日の6日から1ヶ月以内に限り受けることができますပြောထားတယ်အဲ့ဒီပြန်ပြီးတော့ဖြေရတဲ့ဟာကြတော့ဒီပြန်ဖြေရမယ်ဆိုပြီးတော့စာရောက်လာပြီးတော့နောက်ရက်ကစပြီးတော့တလအတွင်းမှာပြန်ပြီးတော့ဖြေလို့ရပါတယ်တဲ့
Manica, the Mashoshin Densha, a Koshu, Ukenakata by Koshu, Uketemusuno, a Shoshin Den Shoshin, sorry, その後、初心運転者期間が終わるまでの間に、再び、交通違反などをして違反などの合計点数が一定の基準に、達した場合には初心運転者、期間終了後再試験が行われます。ပြောတယ်။ဒီလေးတွေကတော့ဒီသူကဥမာရင်းစည်းကလမ်းစည်းကချိုးဖောက်မိရဲ့အဲ့လိုဆိုလို့ရှိရင်ရှော့ရှင်းဝန်တန်းရှာခိုးရှုကိုဖြေရတယ်ရှော့ရှင်းဝန်တန်းရှာခိုးရှုဆိုပြန်ပြီးတော့train လေ့ကျင့်ရမယ်ဟာအဲ့ဒါကိုကြတော့စာရောက်လာတယ်နောက်ထပ်တစ်လအတွင်းမှာဖြေရမယ်နောက်အဲ့ဒီပေါ့နော်အဲ့ဒီတစ်လအတွင်းကိုကမဖြေခဲ့ဘူးဒါမှမဟုတ်လို့ရှိရင်ဖြေပေမဲ့လည်းပဲအဲ့ဒီပေါ့နော်ဖြေပြီးသွားတဲ့နောက်နော်ဖြည့်ပြီးတော့နောက်မှာအဲ့ဒီရဲ့ဒီရှော့ရှင်းဝန်တန်းရှာခိခံဆိုပြီးတော့သူကပေးတယ်ပေါ့နော်အဲ့ဒီရှော့ရှင်းဝန်တန်းရှာခိခံအတွင်းမှာကိုကထပ်ပြီးတော့ကြတော့ဒီရင်စည်းကလမ်းစည်းကချိုးဖောက်မိရဆိုလို့ရှိရင်အဲ့ဒီကိုရတဲ့အမှတ်ဆိုတာကျွန်မအရှိကဗီဒီယိုမှာလည်းပြောထားတယ်ဘယ်လိုပြောရမလဲရင်တိုက်ပြီးတော့ရင်ပေါ့နော်ဥမာလမ်းစည်းကချိုးဖောက်ဆိုမီနီဖြတ်သွားရင်ဘယ်နှမှတ်ဒါမှမဟုတ်လို့ရှိရင်လူအရာဝတ္ထုဘာညာကိုထိခိုက်မိတယ်လမ်းတွေပါပျက်စီးသွားတယ်ဆိုဘယ်နှမှတ်အဲ့လိုအမှတ်လျှော့လေ minus လျှော့တယ်လူဘာညာထိခိုက်သွားတယ်လူတေဆုံးသွားတယ်ဘာညာဆိုဘယ်နှမှတ်အဲ့လိုမျိုးအမှတ်ရှိတယ်အဲ့ဒီအမှတ်ကိုကကြော်ရတာပေါ့နော်ဒီကိုရှော့ရှင်းဒီဝန်တန်းရှော့ရှင်းရှာဒီခိုးရှုမကိုကြော်ရပြီဆိုလို့ရှိရင်ကြတော့တဲ့အဲ့ဒီဘယ်လိုပြောမလဲ training ပြီးသွားတဲ့နောက်မှာထပ်ပြီးတော့ကွာစာမွဲဖြည့်ဖို့လိုသွားပြီဆိုပြီးပြောထားတယ်အဲ့တော့ side scan に合格しなかった人や正当な理由がないのに side scan を受けなかった人は免許が取り消されますဆိုပြီးပြောတယ်ဆိုတော့အကယ်၍ကိုကစာမွဲထပ်ဖြည့်တဲ့အချိန်မှာမအောင်တာဖြစ်ဒါမှမဟုတ်လို့ရှိရင်တစုံတစ်ခုတိကျတဲ့ပေါ့နော်ကောင်းမွန်တဲ့အကြောင်းအရာမရှိဘဲနဲ့အဲ့ဒီစာမေးပွဲကိုမဖြည့်ဘူးဆိုလို့ရှိရင်ကြတော့ဒီlicense ကသိမ်းခံမှာဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်ဟုတ်ပြီသူဟာလေးကိုတော်မျိုးဒီလိုမျိုးလေးရှင်းပြထားတယ်ရှော့ရှင်းဝန်တန်းရှာခိခံခါတာဟုန်ခိကမတဲ့နော်နာဂါတယ်ဆိုပြီးတော့ပြောထားတယ်ဒီမှာ準中型免許普通免許大型二輪免許普通二輪免許または原付免許取得ဒါကိုရသွားပြီးတော့ပေါ့နော်ဗာလဲထားပါတော့လမ်းစည်းကမ်းရင်စည်းကမ်းချိုးဖောက်မိအခါမှာခီကျွန်းနီဒါရှိနိုင်ဆိုတာကြတော့ဒီအမှတ်ကအဲ့ဒီချိုးဖောက်မိတဲ့အမှတ်ဥမာပြောရင်မီနီဖြတ်မိတာဒါမှမဟုတ်လို့ရှိရင်ပေါ့ဗာလဲလူကမြင်းကြားမှာမရက်ပေးမိတာအဲ့လောက်ဆိုလို့ရှိရင်ခီကျွန်းနီဒါရှိနိုင်ပေါ့နော်ဒါရှိနိုင်ဆိုတာကြတော့အဲ့လောက်ကြီးအမှတ်က minus မဖြစ်သွားဘူးအဲ့တော့ဘာလဲဆိုလို့ရှိရင်ရှော့ရှင်းဝန်တန်းရှာခိခံဆိုပြီးတော့ပေးထားတယ်အဲ့ဒီတလားစောင့်ကြည့်ရပေါ့နော်အဲ့ဒီတလားစောင့်ကြည့်ပြီးတော့ဘာမှကွာအပြစ်မလုပ်ဘူးဆိုရင်ပြီးသွားပြီအဲ့တော့ဟွန်ခိခံဆိုပြီးတော့ပြန်ရောက်သွားပြီကိုယ့်ရဲ့ငကိုဘယ်လိုပြောမလဲ license ပုံမှန် license ကလာရောက်သွားပြီအကယ်ရလို့မဟုတ်ဘဲနဲ့ကိုကကြီးမားမားကြီးကျူးလူမိသွားတယ်လူဖြစ်နော်ပစ္စည်းတွေဖြစ်လမ်းဖြစ်ထိခိုက်မိသွားတယ်ဆိုလို့ရှိရင်違反などの合計点数が3点以上になった場合以外の違反で3点となる場合を除くဆိုတော့ဒါကကိုကတခုလုံးလိုက်ခဏကျူးလွန်မိနေတာပေါ့နော်ဥပမာပြောရင်မီးပွားမရက်ဘူးလူကမြင်းကြမရက်ဘူးဗာမရက်ဘူးနဲ့အဲ့လိုမျိုးနဲ့အမှတ်က3မှတ်ကျော်သွားပြီဆိုလို့ရှိရင်သူကဒီခိခံကိုရောက်သွားပြီဆိုတော့ပြန်ပြီးတော့ရှော့ရှင်းဝန်တန်းခိခံအဲ့ဒါအောင်မှထပ်ပြီးတော့ကျူးလွန်မိသွားတယ်ဆိုလို့ရှိရင်ဗာလဲစာရွက်ရောက်လာပြီအဲ့ဒီစာရွက်ရောက်လာပြီးလို့ရှိရင်ကိုကတလအတွင်းကိုခိုးရှုလုပ်ရမယ် training ပြန်လုပ်ရမယ်အဲ့ဒီ training မှာကိုကပေါ့နော် training လုပ်ပြီးဆောင်မွဲဖြေလိုက်တယ်ပေါ့အောင်သွားတယ်ဘာမှပေါ့နော်အကြောင်းထူးမရှိဘူးဆိုရင်ကိုကကွန်မန်ကျော်ကပုံမှန်တိုင်းပြန်ဖြစ်သွားတယ်အကယ်၍ပေါ့ကိုကထပ်ပြီးတော့အမှားကျူးလွန်မိရဆိုလို့ရှိရင်နောက်ထပ်စာရွက်ထပ်ရောက်လာတယ်နောက်ထပ်တလားဆောင်ပြီးတော့ထပ်ပြီးတော့ဖြေရတယ်ဂေါကကုဆိုရင်ဘာမှမဖြစ်ဘူးဟူဂေါကကုဆိုလို့ရှိရင်တော့ကိုကမန်ကျော်က
ကိုမန်ကျော်ရုပ်သိမ်းခံရမယ်နောက်တစ်ခုကကြတော့ကိုကမဖြေဘူးဆိုလို့ရှင်လည်းအဲ့လိုပဲထပ်ပြီးစာရွက်ရောက်လာမယ်အဲ့ဒါအောင်မှဆောင်ပွဲထပ်ဖြေရဲဆိုလို့ရှင်အဆင်ပြေရမပြေဘူး